တန်ရောစင်ကိုမာနနဲ့ဖြတ်ကြတယ်ဒါဆိုမာနမရှိတဲ့သူဆိုရင်ရောအများစုကတန်ရောစင်ကိုမာနနဲ့ဖြတ်ကြတယ်လို့ပြောကြတယ်မာနမရှိတဲ့သူဒါမှမဟုတ်ရင်မာနကိုအဲ့ဒီတန်ရောစင်ဆိုတဲ့အရှိမပြစ်ချထားတဲ့သူဆိုရင်ဘာနဲ့ဖြတ်ကြမလဲတန်ရောစင်ကိုမာနနဲ့ဖြတ်လိုက်တဲ့အခါမှာရုတ်တရက်တော့ချက်ချင်းဖြတ်လိုက်နိုင်တယ်လို့ထင်ရပါမယ်မာနနဲ့ဖြတ်လိုက်တဲ့သူစီမှာအမာရွတ်တွေကြံနေခဲ့တတ်ကြတယ်ဒီတော့တန်ရောစင်ကိုဘာနဲ့ဖြတ်တာကအကောင်းဆုံးလဲနားလဲခြင်းခွင့်လွှတ်ခြင်းခွင့်လွှတ်ခြင်းလို့ပြောလိုက်တဲ့ဆိုရင်လူတွေကသူ့ရဲ့လုပ်ရက်ကိုလက်ခံပေးရမယ်လို့ပဲတွေးတတ်ကြတယ်တကယ်တော့အမအရင်တုန်းကလည်းခဏခဏကွန်တက်မှာပြောဘူးတယ်ခွင့်လွှတ်တယ်ဆိုတာတစ်ဖက်သားရဲ့လုပ်ရက်ကိုလက်ခံပေးလိုက်တာမဟုတ်ဘူးကိုယ့်ရဲ့စိတ်ကလေးငြိမ်းချမ်းမှုအတွက်အရှိအတိုင်းအမှန်အတိုင်းဖြစ်နေတဲ့ဖြည့်တည်မှုအတိုင်းကိုလက်ခံပေးလိုက်တာဒီတော့တန်ရောစင်ကိုသာဒီနားလည်မှုခွင့်လွှတ်မှုနဲ့ဖြတ်မယ်ဆိုလို့ရှိရင်ကိုယ့်စီမှာဘာမှအမုန်းတွေဒေါသတွေကြံနေစရာမရှိတော့တန်ရောစင်ကိုသာမာနနဲ့ဖြတ်မယ်ဆိုရင်အမုန်းတွေဒေါသတွေပါနေတယ်ကိုယ်တိုင်ကလည်းမိအေးနှက်ခါနာဖြစ်တတ်တယ်ဒီဗီဒီယိုတွေကိုကြည့်နေတဲ့သူတွေကရောတန်ရောစင်ကိုမာနနဲ့ဖြတ်ခဲ့လားဒါမှမဟုတ်ရင်ခွင့်လွှတ်ခြင်းတွေနားလည်ခြင်းတွေနဲ့ဖြတ်ခဲ့လား